ကစာစီကဖြင့်ပြီးဆိုရေးသားလေးစားစွာအညာသားအမိချိုင်ဖြစ်တဲ့ဝင်းလိုင်ကဝင့်ကြွဟန်ကိုရိုးရိုးလေးနဲ့ပြီးဆိုရေးသားလိုက်ပါသည်မိုးတောက်ချိန်မနဲ့ခင်မှာမင်္ဂလာပေါင်းနဲ့ပြည့်စုံရစေကဘာသူကဘာသာငါကိုရောစိတ်ပါချမ်းသာကြစေမိုးတောက်ချိန်နဲ့ခင်မှာမင်္ဂလာပေါင်းနဲ့ပြည့်စုံရစေကဘာသူကဘာသာငါကိုရောစိတ်ပါချမ်းသာကြစေဆိုင်ရလူလဲအေးစီပန်းနေလူလဲမွေးစီဝိညာဉ်အပေါင်းဝေးကြပါစေတောင်းစုပန်ချွေမောင်ဝင်နိုင်ကစုတောင်းမြတ်တာဝေခင်မှာမင်္ဂလာပေါင်းနဲ့ပြည့်စုံရစေဝါသူကဘာသာကကိုရောစိတ်ပါချမ်းသာကြစေဘိုးတောက်ချိန်နဲ့ခင်မှာမင်္ဂလာပေါင်းနဲ့ပြည့်စုံရစေကဘာသူကဘာသာကကိုရောစိတ်ပါချမ်းသာကြစေဆိုင်ရလူလဲအေးစီပန်းနေလူလဲမွေးစီဘေးရန်အပေါင်းဝေးကြပါစေတောင်းစုပန်ချွေမောင်ဝင်လိုင်ကဆူတောင်းလိုက်ပါလေယရနာမူတွေသွန်းဖြူရွာပါစေတရာတုကပေးကံလူနိုင်စေယရနာမူတွေသွန်းဖြူရွာပါစေတရာတုကပေးကံလူနိုင်စေဉာဏ်ပြေစဘူးတော်အမအလူတန်တွေပြီးနိုင်ကြစေချီတာရှင်လန်းခေမာကံကိုဉာဏ်နိုင်စေဇဟန်ရှင်လူပင်ပြည်သူတို့ညီတို့ငြိမ်းချမ်းစွာဉာဏ်ပြေကျိုးသေးဖို့နိုင်ပါစေယရနာမိုးတွေသွန်းဖြူရွာပါစေတရာတုကပေးကံလူနိုင်စေယရနာမိုးတွေသွန်းဖြူရွာပါစေတရာတုကပေးကံလူနိုင်စေဉာဏ်ပြေစဘူးတော်အမအလူတန်တွေပေးနိုင်ကြစေကြည်သာရှင်လန်းခေမာကံကိုဉာဏ်နိုင်စေဇဟန်ရှင်လူမင်းပြည်သူတို့ညီတို့ငြိမ်းချမ်းစွာဉာဏ်ပြေကျိုးသေးဖို့နိုင်ပါစေ